ခေါင်းအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထက်နဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အလို့မို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးနှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးနှွေးခေါင်းအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါជីវတွတ်တဲ့ခြင်းအကြောင်းလေးပဲကျမ်းမာပြီးတော့ជីវတွတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာစာရင်တော်ဆိုတာဆင်ញင်သုံးသက်တတ်ရမယ်ကိုယ့်အခြေအနေကိုဆင်ញင်သုံးသက်တတ်ရမယ်ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသက်ရမယ်ဒီတဲ့အစင်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရဆင်ញင်နဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်